ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမေချူးတွေရေးသားထားတဲ့ဝတ်ကြွေးရှိရင်ကြေပါစေဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့အတူအသေးအတွေတင်နိုင်အမြဲတည်စီဖို့အတွက်ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လည်းတောင်းဆိုလိုက်ပါစီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ဝတ်ကြွေးရှိရင်ကြေပါစေဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုချစ်ရတဲ့ပရိသတ်ကြီးနဲ့အတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။အကိုနေပါလောက်တာလေကျေးဦးအိမ်နေစဉ်သူမကိုတိုးထီကင်တွင်လာတဲ့တစုံတယောက်ကြောင့်လန်နိုးလာခဲ့ပါတယ်ကျေးဦးဆိုတာ73နှစ်ရွယ်အပြိုပေါ်ဝင်စားမင်းကလေးဖြစ်ပါတယ်အိမ်ထဲမှာအမေတူဖေခွဲမုတ်ဆိုးဖို့အကိုဖြစ်သူနဲ့အတူနေထိုင်နေသူလေးပဲဖြစ်ပါတယ်ကျေးဦးအကိုဖြစ်သူကိုမိမိရဲ့အိမ်ခန်းတွင်းမှာတွေ့လိုက်ရတာကြောင့်ကျေးဦးထိန်လန့်စွာနဲ့အော်လိုက်မိပါတယ်ကျော်မြင့်ညီမဖြစ်သူကိုရွှွှွှွှဆဆကြည့်ပြီးကျေးဦးရဲ့မျက်နှာလေးကိုတိုးထီကင်တွင်လိုက်ပြီးတော့သူ့ရဲ့ရှက်အင်းကြီးကိုဆွဲချွတ်လိုက်တော့ကျေးဦးအလံတကြားထပြေးရန်ထားလိုက်တဲ့အချိန်တောင်မာတဲ့ကြော်မြင့်ရဲ့လက်တွေကကျေးဦးကိုလှန့်ဆွဲလိုက်လျာကျေးဦးရဲ့ခန္ဓာကိုယ်လေးကကြမ်းမြင့်ပေါ်ပြိုလဲကျသွားပါတော့တယ်။ငါတို့အတူနေရအောင်လေးကျေးဦးအလိုရမန်းဆန်စွာပြုတ်မှုလာတဲ့အကိုဖြစ်သူကြောင့်ကျေးဦးရုံးကန်အော်ဟစ်နေပြီမဲ့လေအရာမရောက်တော့ပါဘူး။ဘောဝါဆိုတာခါသိမှုဆိုရင်အရွယ်မတိုင်ငယ်ကျေးဦးကြုံတွေ့လိုက်ရတဲ့အဲ့ဒီအကြောင်းအရာကအတော်လေးမှခါသိလုံးနေပါတော့တယ်။မုံတိုင်းနေဆဲသွားတဲ့အချိန်မှာတော့ဖီယိုဖျဲဖြစ်နေပြီးညှဉ်းနှွမ်းနေတဲ့ခန္ဓာကြောင့်ကျေးဦးနှမျောတတစွာနဲ့ငိုရှိုက်မိပါတယ်။ဘသူကထင်မှလဲမိမိရဲ့ဘဝဟာတခြားသူဖြက်စီးမခံရဘဲနဲ့တွေးသားအရင်ချအကိုဖြစ်သူရဲ့ဖြက်စီးခြင်းကိုခံရမယ်လို့မိမိဘဝကိုနာကျင်လွန်းတာကြောင့်ကျေးဦးအတန်တိတ်ဆိုင်ငိုနေမိပါတယ်။ကျေးဦးငိုနေတာကိုကြော်မြင့်ဟာဆက်လိပ်ဖွာရင်ထိုင်ကြည့်နေပါတယ်။ခဏအကြာတော့ဆက်လိပ်မီကိုတွေကိုအာရပါရမှုတ်ထုတ်လိုက်ပြီးနင်ငါ့ကိုနားညစ်အောင်တိတ်မလုံးနဲ့ငါအရန်တွေနားညစ်တယ်။အေးပြီးတော့နင့်ကိုပြောရအောင်မယ်အခုကိစ္စကိုဘသူ့ကိုမှနင်ဖွမယ်မစင်စားနဲ့အေးဖွလိုက်ရင်တော့နင့်ကိုငါအသေးအသက်မှာနော်အထူးသဖြင့်အမေကိုနင်လုံးဝပြောဖို့မစင်စားနဲ့မောင်းပြန်ဓာတ်ကိုကင်ပြရင်နဲ့ချင်းချောင်းနေတဲ့သူကတော့ကျေးဦးရဲ့အကိုမဟုတ်ပါလေစားကျေးဦးမှာဘာစကားမှမဆိုတာတော့ဘဲနဲ့နာကျင်လုံးရိပ်ဝမ်းနေစားတော့ငိုဆိုင်နေမိပါတော့တယ်ရက်ဆက်တဲ့ကံကြမ္မာရဲ့ဘေဘွားဝစ်ကြွေးတွေများလဲနော်အဲ့ဒီတညာလုံးကျေးဦးဆိုတဲ့လုံမငယ်လေးရဲ့ငိုဆိုင်တန်တတဲ့ကဝမ်းနေနာကျင်ခြင်းတွေနဲ့ရောထွေးနေရတာကိုဘသူသိနိုင်ပါလဲတားတို့သမီးတို့ရေအမေပြန်လာပြီလေအမေရဲ့အတန်ကြားလိုက်ရတာကြောင့်ကျေဦးတူတူငငယ်လေးဖြစ်နေရကနေအိမ်ရှိကိုထွက်လာခဲ့လိုက်ပါတယ်အမေကျေဦးအိမ်ချံဝန်းထဲဝင်လာတဲ့မိခင်ကိုတွေ့လိုက်ရတာကြောင့်ဝမ်းနေပလန်နဲ့အင်းအားကိုပြေးဆင်းလာခဲ့ပါတယ်အမေကိုတွေ့တဲ့အချိန်မှာမိမိကိုမိမိဖြစ်မစင်နိုင်ဝမ်းနေမှုနဲ့အတူမိခင်ကိုပွေးဖက်ကငိုလိုက်မိပါတော့တယ်ဒေါ်ရင်နုကမိမိကိုဖတ်တွေကငိုရှိုက်လာတဲ့သမီးကိုစိုးရိမ်သွားကဘာဖြစ်တာလဲသမီးငယ်ရဲ့အမေကျေဦးမိခင်ကိုတွေ့တော့မိမိရဲ့ဘဝကိုတွေးပြီးမဖြေနိုင်ဖြစ်ရတာကြောင့်မိခင်ရင်ဝင်ကိုတင်းတင်းဖက်ရင်ငိုမြဲတိုင်းငိုနေမိပါတော့တယ်။ဘာဖြစ်တာလဲသမီးလေးအမေကိုပြောစမ်းကျေဦးအမေကိုလွမ်းလို့ပါသမီးငယ်လေးရဲ့ကလေးကလားဆိုစကားကြောင့်ဒေါ်ရင်တို့သမီးငယ်လေးကိုပြန်လဲပွေးဖက်ရင်အမေပြန်လာပြီလေသမီးရဲ့အရင်လဲအမေသွားနေကြပဲလေအမေကအရင်ကဆိုရင်သမီးတော်လေးကိုခေါ်ထားခဲ့တာအခုသမီးအကိုပြန်ရောက်နေလို့သမီးအကိုကိုထားခဲ့တာလေဘာတွေဝမ်းနေနေရလဲသမီးရဲ့ဘာမှမဟုတ်ပါဘူးမေရဲ့ကျေဦးအမှန်တရားကိုဖွင့်ပြောချင်ပေမဲ့လေစကလုံးတို့ကလဲချောင်းဝါမှာတစ်ဆို့နေပါတယ်စကလုံးတို့ကထွက်ကြမလာပဲရှင်ထဲမှာသာတိန်ထားရတဲ့အတွက်ကျေဦးအတွက်အလွန်မှခက်ခဲလွန်းနေပါတယ်အဲ့ဒါကြောင့်မေအဲ့ဒီစကားစုတော့မပြောဘဲရင်ငုံနှုတ်ပေးနေခဲ့ပါတယ်သူမတို့အတွက်စီးပွားရှာနေတဲ့အမေကိုလေစိတ်ဆင်းရဲမှုတွေမပေးချင်ခဲ့ပါဘူးဒါကြောင့်တချို့အရာတွေကိုရင်ငုံနှုတ်ပိတ်နေတော့မယ်လို့သူမဆုံးဖြတ်လိုက်ပါတော့တယ်ဒေါ်ရင်နုကိုရောင်းသွားလိုက်တိုင်းကျော်မြင့်တယောက်ကကျေဦးကိုအချိန်မောင်းများစွာတားများပြုတ်ကျင်ခဲ့ပါတယ်အချိန်လေးကြာလာတော့မဖုံးနိုင်မဖိနိုင်အနေအထားတစ်ခုကိုရောက်လာခဲ့ရပါတယ်ဒီကိုဝင်ဘသူနဲ့ရတာလဲငါ့ကိုပြောစမ်းကျေဦးဒေါ်ရင်နုတယောက်ကလေးသားသားအရွယ်သမီးလေးကိုကြည့်ပြီးရင်နေနာနေပါတယ်ကျေဦးတယောက်ဘာတခိုးမှမပြောတတ်တော့ပဲမျက်ရည်တွေကြာရည်သာငုံမိပါတော့တယ်မသိဘူးသိလဲကျေဦးမပြောဘူးဘာအမေရဲ့ရိုက်ချက်ကပါပြင့်ပေါ်ကြားရောက်လာတာကိုသိလိုက်ပေမဲ့လေကျေဦးရဲ့ရင်ထဲမှာတော့နာကျင်ခြင်းတွေနောက်ထပ်မရှိတော့ဘူးထင်ပါရဲ့အသားနာတာထက်ရင်ဘတ်ထဲကနာတဲ့နာကျင်မှုတွေကကျေဦးအတွက်ပုံမှုပြင်းထန်နေပါတယ်နာကျင်လွန်းလာတဲ့ရင်စုံကြောင့်ကျေဦးဘာစကားမှထွက်ကြမလာခဲ့တော့ပါဘူးအမေကမေးမနေပါနဲ့အနေမတက်အထိုင်မတက်ဘလောက်တောင်ကဲနေလို့မဖုံးနိုင်မဖိနိုင်ဖြစ်လဲမှမသိတာဘဲနဲ့မိန်းကလေးဖြစ်ပြီးတော့ကလက်တက်တက်နဲ့
အဲ့လိုပြောလိုက်တဲ့ကြော်မြင့်ရဲ့စကားကြောင့်ကျေဦးနှက်ခမ်းတွေကိုဖိခိုက်ထားလိုက်ပြီးတော့မိတောက်နေတဲ့မြုံဝန်းနေနဲ့ကြော်မြင့်ကိုကြည့်နေမိပါတယ်မိမိเจ้าမလားဆိုတဲ့အတွေ့ကိုမတွေ့ဘဲနဲ့ရဲရဲဆက်ဆက်သူမကိုချိုးဖဲ့ပြောလာတဲ့အကိုဖြစ်သူကြော်မြင့်ကိုတပ်ပစ်ချင်တဲ့စိတ်တွေကိုကျေဦးမနဲ့ချုပ်တီးထားရပါတယ်ကျေဦးရဲ့ဘဝကိုအမဲဆက်ဆိုးခဲ့တဲ့အဲ့လူကျေဦးအမုန်းဆုံးကလေအဲ့လူတစ်ချိန်ချိန်တော့ကျေဦးအဲ့လူကိုလက်တော့ပြန်ဝင်ရပါရစေကျေဦးကလေးပြတ်ချလို့တေးပြီးတဲ့အဲ့ဒီတဲ့င်ကဇီတော်ရွာလေးမှာဟိုလေးတကြောပြန်နှံလို့သွားပါတယ်ဟဲကောင်မလေးကလေအကိုနဲ့အမေကိုမှမတနာအေးကုတ်ကုတ်ကလေးနဲ့ကုတ်ကမြင်းမေဟုတ်ပါအေးကြုံမကောင်းကြားမကောင်းရက်သေးရွာတဲ့ကိစ္စကြီးငယ်တစ်ခုပေါ်လာရင်အတင်းအဖြစ်ပြောတတ်တဲ့လူကလူတဘာဝပဲမဟုတ်ပါလားရက်သေးရွာတဲ့ကိစ္စကြီးငယ်တစ်ခုပေါ်လာရင်အတင်းအဖြစ်ပြောတတ်တာကတဘာဝပဲမဟုတ်ပါလားဒေါ်ရင်နူးမှာတော့သမီးငယ်ရဲ့အဖြစ်ဆိုကြောင်းရင်ငွဲပလက်ခန်းစားနေရပါတယ်ကြော်မင်းကတော့အေးလူလူအတောက်စားမပြတ်ပျော်မြူးနေခဲ့ပါတယ်သူ့စိတ်ထဲမှာတော့သူရှင်းရမယ့်အရှုပ်တစ်ခုကရှင်းသွားပြီလို့သတ်မှတ်ထားပုံရပါတယ်ကျေးဥကွယ်လွန်ပြီးတော့10ရက်မြောက်တဲ့နေ့မှာပဲဒေါ်ရင်နုထူးဆန်းစွာနဲ့အိမ်မက်မက်ခဲ့ပါတယ်အိမ်မက်ထဲမှာတော့ကျေးဥကသူမစီရောက်လာပြီးအမေကြော်မြင့်ကိုတက်ပေးပါကြော်မြင့်ကိုတက်ပေးပါအမေဟင်ဒေါ်ရင်နုအိယာကလန်နိုးလာတော့သူမနှာခေါင်းနဲ့အပုံနဲ့တချို့ဟာထောင်ကနေနှာခေါင်းဝမှာလှိုင်လှိုင်ရလိုက်ပါတယ်တမီးလားတမီးရှိနေလားယင်တိုးတိုးလဲလျဒေါ်ရင်နုရဲ့အမေစကားအဆုံးမှာကြော်မြင့်တယောက်ဝမ်းကောင်းတန်ကြီးချစ်ပြီးတော့အော်ပါတော့တယ်အမေကဲပါဦးအမေကြော်မြင့်ရဲ့အတန်တောက်ဒေါ်ရင်နုလက်နှိပ်တံပြီးမိန်ပြပြလေးကိုယူကကြော်မြင့်အိတ်နေတဲ့အခန်းရှိရာကိုကူးခဲ့ပါတယ်ဘာဖြစ်တာလဲကြော်မြင့်တကားဖွင့်စမ်းကြော်မြင့်မိခင်ရဲ့အတန်ကိုကြားတော့အတက်သွားကအခန်းတကားဖွင့်ကမိခင်စီပြေးလာခဲ့ပါတယ်အခန်းအပြင်ရောက်ခန့်ဒီတကားအပေါက်ဝမှာတွေ့လိုက်ရတဲ့ကျေဦးကြောင့်လန့်ကအော်မိလိုက်ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကိုတလန်းချင်းပြေးဝင်လာတဲ့မိခင်ဒေါ်ရင်နုကိုတွေ့လိုက်ရတာကြောင့်ကျော်မြင့်ရဲ့ကြောက်စိတ်တွေအနှဲငယ်ပြေလျော့သွားရပါတော့တယ်အမေသားစီလာတယ်ဝမ်းသာအားရနဲ့မိခင်ဖြစ်သူကိုစကားဆိုလိုက်တဲ့သူကတော့ကျော်မြင့်ဖြစ်နေပါတယ်နေ့ကြောင့်ငါသေးရတာနေ့ကိုငါတတ်မယ်အမေတားလေဗျာအမေတားလေကျေလောင်စွာရီမောတန်တစ်ခုနဲ့တူပြောလိုက်တဲ့စကားကငါနင့်အမေမဟုတ်ဘူးကျေဥဘာကျေလောင်စွာထွက်ပေါ်လာတဲ့ကြော်မြင့်ရဲ့အတန်ကအိမ်တစ်ခုလုံးဟိန်ထွက်သွားပါတော့တယ်လူကကြောက်တူးတွေတုံကချွေးသွေးတွေပါထွက်လာပါတော့တယ်ငါတောင်းပန်ပါတယ်ကျေဥရဲ့ငါ့ကိုခွန်းလွတ်ပါဟာငါနင့်ကိုငါတတ်မယ်လက်ကြီးနှစ်ဖက်ဆန့်တန်းကသူ့ရဲ့အချီကိုတိုးလာတဲ့ကျေးဦးကိုကြည့်ပြီးတော့ကျော်မြင့်အသက်ပင်မှန်မှန်မရှူရဲလာအောင်ထိတ်လန့်နေရပါတယ်။နင်အခုတော့ကြောက်နေပြီပေါ့။နင့်ကိုငါတတ်မယ်။ကျော်မြင့်တယောက်သူ့မိုးပြင်းအောင်ကခြေတန်းရှိအိမ်လေးရဲ့အပေါ်တန်းအမြင့်ဝရန်တာကနေအောက်ကိုခုန်ချလိုက်မိပါတယ်။ခုန်ချလိုက်တယ်ဆိုရင်ပဲလူကအရက်တောက်ထားတဲ့အချိန်ကြောင့်မြေပြင်ပေါ်မှာမရှုမလှပြစ်ကျသွားရပါတော့တယ်။အားဆိုတဲ့တန်ရှည်ညီးတန်ကြီးနဲ့တူကျော်မြင့်ပါးစပ်မှသွေးတွေထွက်ကြလာကတဖြည်းဖြည်းကြော်မြင့်ငြိမ်သက်သွားပါတော့တယ်။အဲ့ဒါကိုကျေးဦးကသဘောကျစွာကြည့်ပြီးအကွဲနေတဲ့အတန်ကြီးနဲ့ဟာတိုက်ရီမောနေပါတော့တယ်။ဟဲ့လောက်ကြပါအောင်တေးပြီလားမသိဘူးဘယ်သူမှမရှိဘူးလားမသိဘူးထွက်ပေါ်လာတဲ့ဒေါ်ရေးစိန်ရဲ့စကားကြောင့်အင်းဒီနာချင်းအတော်များများဒေါ်ရင်နုရဲ့ခြံဝင်းဝိုင်းလေးတွေရောက်လာရပါတယ်။ဒေါ်ရင်နုဘယ်မှလဲလူအုပ်ကြီးထဲမှာလူလက်ပိုင်းအမျိုးသားတယောက်အမေစကားကြောင့်ဒေါ်ရေးစိန်တယောက်ဒေါ်ရင်နုကိုသတိရမိသွားပါတယ်။ဟဲ့အိမ်မော်တယောက်လောက်သွားတက်ကြည့်ပါဦးဒေါ်ရင်နုတခုခုဖြစ်နေပြီလားဒေါ်ရေးစိန်စကားဆုံးမှပဲဇော်ဦးအိမ်မော်ပြေးတက်သွားပါတယ်ဒေါ်ရင်နုဟာအတော်ကျော်မြင့်ပြုတ်ကျသွားတဲ့အခန်းထဲမှာပဲဒေါ်ရင်နုလဲကျနေတာကိုဇော်ဦးအံ့ဩစွာတွေးလိုက်ရပါတယ်တောင်တောင်မြောက်မြောက်ဘာတစ်ခုမှမစင်စားနိုင်တော့ဘဲနဲ့ဒေါ်ရင်နုကိုပြေးပွေးလိုက်မိပါတော့တယ်ဒေါ်ရင်နုသတိမင်းနေရာကနေသတိပြန်ရလာကဘလို့ဖြစ်လို့နေကအတော့သာတေးပြီးဗျဟင်တားတေးပြီးဆိုတဲ့စကားကြောင့်ဒေါ်ရင်နုနားတွေဥသွားကရှင်နေတုံလာရပါတယ်မြဝန်းအိမ်မှာမျက်ရည်တွေများဝေးသီလာကဟုတ်လို့လားဇော်ဦးရဲ့ကတုံငရင်ဖြစ်နေတဲ့ဒေါ်ရင်နုကိုတော့ဇော်ဦးတနာကယူနာတက်စွာကြည့်ပြီးတက်ပြင်းကိုရှိုက်လိုက်ပါတယ်ပြီးမှအတော်မယုံရင်ဒီအခန်းတကားကနေငုံကြည့်လိုက်ပါတော့ဟင်ဒေါ်ရင်နုလည်းဇော်ဦးပြောတဲ့စကားအတိုင်းအခန်းပေါက်ကနေငုံကြည့်လိုက်ရတာကြီးလော်လတ်သမီးတယောက်ဆုံးရှုံးထားရတဲ့သူမအတွက်သားတယောက်ပါထပ်မံဆုံးရှုံးလိုက်ရတဲ့အတွက်ဗရာစာကြီးလိုတော့ကအပူမီတွေတောက်လောင်ခဲ့ရပါတယ်တာကြီးလူအများကြားထဲမှာတာဖြစ်သူရဲ့ရုပ်လောင်းကိုပြေးပွေးလိုက်တဲ့သူကတော့
ဒေါ်ရင်နူပဲဖြစ်ပါတယ်။တာကြီးကအမေကိုထားခဲ့ပြန်ပြီပေါ့ဟုတ်လားခေါ်သွားပါလားအမေကိုတခါတည်းသားတို့လာပင်မကူပဲနဲ့သားကိုရောတမီးကိုရောဆုံးရှုံးသွားရတဲ့ဒေါ်ရင်နူရှင်တွေကတောကအပူမီတွေကပြောပြလေရင်လဲစဖွဲရမရနိုင်တော့ပါဘူးလောကကြီးအလေမှာသားနဲ့သမီးမရှိပဲသူမတယောက်တည်းရက်တည်ဖို့ဆိုတာကတွေးမိရင်တော့မှကြောချမ်းစရာဖြစ်နေပါတယ်အမေခက်ငယ်ငယ်ကလေးမလေးတယောက်ကဒေါ်ရင်နုအနာကိုတိုးကပ်လာကဒေါ်ရင်နုအရှိထိုင်ရင်ငိုရှိုက်လာပါတယ်ကျေးဦးကိုခွန့်လွတ်ပါအမေဟင်ကျေးဦးဆိုတဲ့အမည်နာမကြောင့်ဒေါ်ရင်နုရဲ့အကြည့်တွေကအဲ့ဒီကလေးမလေးစီရောက်လာရပါတယ်သမီးလားကျေးဦးရဲ့ဝိညာဉ်ဝင်ရောက်ပူးကပ်နေတဲ့ကောင်မလေးကဦးကောင်းကိုအသာညှိပြကသမီးပါအမေဒါပေမဲ့လေကိုကျော်မြင့်ကတည်တဲ့လူအမေကျေးဦးထံမှအထူးဆန်းစကားကြောင့်ဒေါ်ရင်နုအံ့ဩနေရပါတယ်ကျော်မြင့်ရဲ့မျက်နှာကိုသရွေးနဲ့လှမ်းထွေးလိုက်ပြီးဒီလူယုံမှကြောင့်သမီးဘွားပြည့်ရတာအမေရဲ့ဟင်ဟာမထင်မှတ်ထားတဲ့အဖြစ်ပြတ်မှုဝိုင်းနေတဲ့လူအုပ်ကြီးကလည်းအံ့ဩမဆုံးဖြစ်ရတယ်လို့မိခင်ဖြစ်သူကလည်းရင်ထုမနာဖြစ်ရပါတယ်အဲ့လူယုံမှပေါ့အမေမရှိတဲ့အချိန်သမီးရဲ့ဘွားကိုဖျက်ဆီးတာအမေယုံကြည်ပြီးထားခဲ့တဲ့အမေရဲ့သားသမီးကိုချိန်ချောက်ပြီးစော်ကားတာစကားအဆုံးမှာကျေဦးဖြစ်ပျက်ခဲ့သမျှအားလုံးပြောပြလိုက်ပါတယ်ဖះဒေါ်ရင်နုကိုရင်ဘက်ကိုဖိကဖះတားလိုက်မိပါတယ်ကျေဦးပြောပြတဲ့စကားတွေကိုနားထောင်ပြီးတော့ဒေါ်ရင်နုမယုံနိုင်သလိုဖြစ်ခဲ့ရသလိုဆက်ဆုပ်ယွန်ရှာဖွယ်ကောင်းလာတဲ့သားဖြစ်သူရဲ့လုံရက်အတွက်လည်းယွန်ရှာမိပါတယ်လူကမွေးတဲ့သားဖြစ်သူရဲ့ခွေးစိတ်ပေါက်ကမတ်ရိုင်းမှုကိုစောစောစီစီတီးခွင့်မရခဲ့တဲ့အတွက်လည်းနောင်နာရမိပါတယ်စောစောစီစီတီးခဲ့ရရင်သူမကိုယ်တိုင်ပဲအသက်ဝိညာဉ်နှုတ်ပြမိမှာပဲဖြစ်ပါတယ်အခုတော့အဲ့ဒီလူယုံမှာကြောင့်အပြင်းမဲ့တဲ့သမီးလေးအသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ကဖြေမစီနိုင်တဲ့ဖြစ်ရတဲ့ခုဖြစ်ခဲ့ရလေပြီပဲဖြစ်ပါတယ်ဒေါ်ရင်နူးတယောက်ကျော်မြင့်ရဲ့နိုင်ကိုကောင်းမွန်စွာတကြိုပေးခဲ့ပြီးရက်လက်စွန့်သွတ်တဲ့အထိကိစ္စအဝဝကိုပြီးစီးတဲ့အထိဆောင်ရွက်ပေးခဲ့ပြီးတော့သူမသာသနာ့ဘောင်ကိုအပြီးဝင်ငင်းလိုက်ပါတယ်။သားသမီးတွေမရှိတော့တဲ့ဘဝမှာသူမအတွက်အေဂျင့်နဲ့အရေးကဖះအရေးတစ်ခုပဲရှိပါတော့တယ်။သာသနာ့ဘောင်မှာအေဂျင့်စွာတရားအားထုတ်ရင်တရားဘာဝနာနဲ့သာသူမမှုရောနေတတ်ခဲ့ပြီဖြစ်ပါတယ်။ကြုံရင်ကြုံတယ်လို့တော့ကလေးငယ်တို့ရဲ့မိဘတွေကိုသူမရဲ့သားသမီးနှစ်ယောက်ရဲ့အကြောင်းကိုပညာပေးအနေနဲ့ပြောပြတတ်ခဲ့ပါတယ်။အဲ့လိုပြောပြမိလေတိုင်းသမီးငယ်လေးကျေးဦးအတွက်သူမဆူတောင်းပေးမိတာကဝကြွေးရှိရင်ကြေးပါစေပရိသတ်များရှင်အခုနားဆင်ကြရတဲ့ဇာတ်လမ်းလေးကတော့စာရေးသူမေချူးတွေရေးသားထားတဲ့ဝကြွေးရှိရင်ကြေးပါစေဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်မိဘတိုင်းသတိနဲ့အသိစိတ်ဉာဏ်နိုင်ကြပြီးတန်ငယ်မလေးမှုတွေပပျောက်ပါစေလို့ဆုတောင်းရင်အမျိုးသမီးငယ်တို့ရဲ့ဘဝလုံခြုံမှုရှိစွာဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်